အားပေးကြတော့ဧည့်သည်တော်များကိုကျွန်တော်တို့ချမ်းမီမိသားစုမှာအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီကကျွန်တော်ရဲ့လက်ကြားစီစဉ်မှာကျွန်တော်ရဲ့တငယ်ချင်းတေးရေးမဟာကျွန်တော်လက်ဆောင်ပေးလိုက်တဲ့အရှင်းတကလေးတစ်ပုဒ်ကိုကျွန်တော်ပြောပြတင်ဆက်ချင်ပါတယ်ဟုတ်ကဲ့